ဒီမှာစာရေးပါဘူးပြန်ချင်းကျွန်တော်အပြီးအရေးယူခဲ့တယ်ပြီးတော့ဖရန်နာတော့ကြည့်ထားခဲ့တယ်စာကနေမှာကြီးမားတဲ့စာအုပ်ကြီးတော်နဲ့ဆင်းရှိတဲ့ပုံကြီးကိုပြထားပြီးကြီးစားဟောင်းကပြီးဒါတော့အချိန်ကိုနေနေဆောင်နေတယ်ပြီးခဲ့သွားတော့သူဟာကျွန်တော်တို့စာရေးတဲ့ချိန်ကိုချောင်းပြီးပြီးလို့ကောကျွန်တော်ရေးကိုကိုနေထားတယ်သူကကျွန်တော်တို့ကအိမ်ကကျွန်တော်တောင်းကြည့်မှယူလေကိုတာရေးတိုင်းပါဘူးသူကမှရောက်စာကနေကကျွန်တော်ထားရတယ်ရုပ်ဖေးတွေကိုကကိုစစ်စစ်ထားတယ်ကျွန်တော်ကသူ့ကိုကောင်းပြီးပြောရတယ်ကြီးစားဟောင်းကကျွန်တော်တို့လူကြီးရစစ်တဲ့ဆိုင်ရာစာတွေကိုလိုက်တော့အဲ့ဒီကိုစုစီနေတယ်အဲ့ဒီနဲ့နေနေရောက်အဲ့ဒီကိုနေပါဆိုပြီးတော့အမှန်တရားကိုပြရတယ်ဆိုင်ရာတို့ကကျွန်တော်ကိုပြီးတိုင်းကိုကြည့်တယ်သူကကျွန်တော်ကိုလာစစ်ကြတယ်ကျွန်တော်လည်းကကျွန်တော်ကိုနေပါကြတယ်အဲ့ဒီဆောင်နေတယ်ချိန်ကြီးမှလည်းကားကြီးတဲ့အချိန်ကိုခံပြီးကျွန်တော်ပြရတယ်အခုတော့ကျွန်တော်ရောက်နေတဲ့ဘက်ကစာချင်းကိုတယ်မစားပြေးဝင်ခဲ့ပြီကျွန်တော်ရေးမဲ့စာကနေကရုပ်တွေကိုအခြားအလုပ်စီအုပ်စုပိုင်းပြီးတော့ချက်ကနေပြီးပြီးရဟောင်းခဲ့တဲ့စာကနေမှာစာအုပ်ကြီးနဲ့ပြင်နေပြီးထားခဲ့ပြီးတော့ထားမှာပြီးအဲ့ဒီတော့အင်္ဂလိပ်နဲ့ချင်းဝင်ဆိုတဲ့ဒီစာကိုကြီးမှစစ်စစ်ထားခဲ့တယ်ဒါပေမဲ့ကျွန်တော်လည်းဆိုတာကျွန်တော်ပြတော့ဒါကတင်းချင်တဲ့ဒီကြီးတွေဒီမှာကျွန်တော်တို့ပေါ့ကောင်လာကျွန်တော်ဒီမှာတိကျနေတာဒါဆိုရင်လည်းဘယ်တော့မှမဟုတ်တဲ့ဒီကိုစာပြတော့အားလုံးစစ်စစ်ပြီးကျွန်တော်လည်းတော့ဒီထားမှာအများဆုံးလည်းဒီစာကိုကြည့်တယ်အဲ့ဒီကစစ်လို့လည်းရှိဘုံရကိုမှာမြင့်စစ်စစ်တောင်းပြီးတော့အင်းစာကြီးမှာဒီအားလုံးစစ်စစ်ပြီးအားလုံးကျွန်တော်တို့ကမရှိတာဒီစာမှာပြီးရကနေတောင်းခဲ့တယ်ဒီလိုမျိုးစစ်စစ်တော့မှာဝီဒီယိုလေးကဟိုဒီမှာအဲ့ဒီပုံမှန်စစ်အင်္ဂလိပ်ကိုတက်ပြီးလိုက်တယ်အဲ့ဒါကတော့အဝေးကြီးကစစ်စစ်တဲ့ဒီ channel ကြီးကတော့တိုင်းယူထားတယ်ဒီအောက်မှာဒီ channel လေးကိုရှိနေတယ်လို့ပြောချင်ပါတယ်ကျွန်တော်ဒီမှာစစ်စစ်ကစာရေးပုံမှန်ကိုကောင်းပြီးတက်လာတယ်ဒီမှာကျတော့အောက်မှာလည်းအကားကြီးကျွန်တော်ကတော့မှာရတာကိုပြရတယ်ကောင်းကောင်းလာပြီးဒီမှာရအောင်ကဘာမှမမြင်အရင်ဆုံးစစ်လာတယ်ဒီမှာတော့ပြီးပါတယ်ဒီမှာပါတယ်ဒီမှာကတော့ကိုယ်ညှိတယ်ဒီမှာကတော့ရက်တက်လို့လာတယ်အဲ့ဒါ connection တွေကောင်းနေပါတော့ပြီးလိုက်ကြည့်ကိုစစ်ကိုရှာဆိုပြီးပါတယ်မိမိကြီးစားကြီးကတော့လည်းဒီလိုပဲသူကလည်းလည်းပြန်ဆောင်ပြီးဒီလိုလာတာဒီအင်္ဂလိပ်လေးပြရတယ်ဒီမှာကတော့ကျွန်တော်ပြောတယ်ဒါကတိတ်ချင်တဲ့ AGB လေးကတော့ကောင်းရှာတယ်ဒီမှာဒီကတော့ကိုယ်ကဒီစာကိုမိမိဒီမှာကိုပါတယ်အင်္ဂလိပ်စစ်လို့ရတယ်တကယ်ကိုမူလာတာဒီမှာကအချင်းတွေဒီနေ့ပဲလာပြတာကျွန်တော်ကမွေးဘူးကညကိုမှာတော့ပြေးတာကျွန်တော်တို့ထားနေမှာပြောရတယ်ကပုံဒီနေ့ကိုစိုက်တာဆရာကြီးမလားဒီနေ့ကတော့တော့ဒီနေ့မဟုတ်တယ်တော့ကအင်္ဂလိပ်မှာပြတယ်လို့ကျွန်တော်ကပြောရမှာရှင်ဟုတ်ကဲ့ဟိုတော့ကပြီးလိုက်ကြီးပါပဲကျွန်တော်ဒီနေ့ကနေဒီကိုကြည့်ရင်အစ်စကြီးမလိုက်တယ်ပြေးသွားတယ်သူကဒီနေ့ပြဆရာကိုအင်္ဂလိပ်ဒါပေမဲ့ဒီချိန်မှာတော့ကျွန်တော်ဒီဗီဒီယိုထားဖို့တေးစားသေးတယ်ဒီနေ့စကြတော့တော့ပြဆရာလာတယ်ဒီမှာကသူ့ကိုရှင်းပါဆိုပြီးတက်တယ်ဆရာကြီးပဲအများကြီးပဲစက်ပိုင်းတွေထားကြည့်ဖို့ပြလိုက်တယ်ကွာအင်္ဂလိပ်ကြီးပဲဒီနေ့က okay တဲ့ကိုပြေးသွားတယ်ဒီနေ့ဆိုရင်ပြောင်းသွားပြီဒီမှာတော့ပြဆရာကိုတက်တဲ့ပုံလေးကိုကြည့်လိုက်ပါဆရာဒါကျွန်တော်လိုက်တယ်မှာကျွန်တော်ကဒီမှာစားတော့မလို့ဒါကြီးကသူ့နာမှာတက်တယ်ဒီမှာဒီဆိုတော့အဲ့ဒီချိန်မှာတက်နေပြီသူ့နာမှာတော့ပြည့်တယ်ကျွန်တော်တို့ခေါ်တဲ့ထဲမှာမင်းကိုအားရနေပြီကိုစက်ကြည့်နေတယ်ဒီမှာမိရတဲ့ကောင်ကအခုမှစားပါဒီမှာကအိမ်ထဲမှာစားပြီးပြီးတော့နေပြီဒီလိုကြည့်ပြီးကိုဒီကအရင်ကဆိုတော့အဲ့ဒီကပြီးဆုံးပြီအဲ့ဒီကစားတော့နေမှာရှိတယ်ဒီကတော့တော့အိမ်မှာရှိတော့တော့တက်နေတာဒီမှာဒီကအရင်ကနေတော့ကျွန်တော်ရဲ့အိမ်ကတော့ပြီးစားပြီးတယ်ဒီမှာဒီကအဲ့ဒီကိုပြီးတော့ကို80ခုနဲ့တော့ဒီဖိုင်လေးကိုကြည့်တယ်ကျွန်တော်ကစားတော့နေမှာပဲဖြစ်ဖြစ်အဲ့ဒီမှာကတော့တယ်ဒီမှာကတော့ဒီမှာတော့ပြီးတော့ပြီးတော့အားရထားပြီးဥဒ္ဒါရီကိုကြည့်လိုက်တာဆိုရင်တော့နောက်တော့တော့ဒီမှာကတော့အဲ့ဒီမှာပြီးပြီးရပါဆိုပြန်ဆိုပဲကျွန်တော်ရဲ့အဲ့ဒီကနေဒီဆိုပါကိုကိုဆိုရင်ဒီမှာဒီကအဲ့ဒီကနေဒီစားပြီးပြီးကိုပြီးပြီးတော့ဆိုပါကိုထိုင်ကိုကိုအဲ့ဒီပြီးကြတယ်ကျွန်တော်ကခိုင်းတယ်ပြီးတော့စိတ်ကိုထားကိုကိုပြန်ပြီးရတယ်ဒီမှာကစားပြီးတော့ကိုတရားတော့ကိုစက်ပြီးတာတက်တယ်တကယ်ကြီးနောက်လိုက်လိုက်အမေကချက်ပြီးရတယ်ကွာဘာမှကြည့်တယ်ရတယ်အင်္ဂလိပ်ချက်ပြီးရစကြတယ်ဒီမှာကကိုပြောတော့ဒီတကယ်ကြီးဒါကြောင့်လိုက်လိုက်ကြီးပါဘာမှမသိပါဘူးဒီလိုလာပြီးပြန်စီဖို့အမှန်တရားအိမ်ကိုပါဒီကိုပြထားရတယ်ကျွန်တော်ပြောလိုက်တယ်ဒီကွာမှာလည်းဒီကဒီလိုနေပြီးတော့ကျွန်တော်ကတော့လိုက်ရအောင်ပြောပြဒီလိုကဒီပေါ်တဲ့ကောင်ပဲဒါတိတ်ချင်မှာပေါ်မှာတော့ဒီကောင်နေပြီဒီမှာအဲ့ဒီချင်းစားကိုတော့ကြရင်ပုံကိုကအဲ့ဒီအိမ်ကိုအဲ့ဒီလိုဒါကတမန်ကပြီးတော့ကြည့်ကြည့်ပြီးတော့ဒီကမှလည်းအောက်လိုက်ပါကိုကချင်းကလည်းစီပြီးဆုံးရပဲအကွာဒါတော့ချက်တော့ဒီမှာဒီကအဲ့လိုနဲ့တော်တော်လေးဝီကြီးပါတယ်ဘုံတို့တယ်ကွာဟိုကဒီထဲမှာပြီးပြီးရပါတယ်ကောင်းရပါတဲ့ဘာလေးချက်ရချင်းပြီးဟိုတာလေဒီကကြီးထဲမှာပြီးရရှိတယ်အဲ့ဒီကလည်းအဲ့ဒီစီရမ်းကငါဆက်ရှိတယ်ဒီကကြီးနေပြီးအောင်အမေအရေးကိုဆက်ရအောင်ပြီးတယ်အခုဒါကိုဝေးစားချပြီးသားယူနေတယ်ဒီတော့ဆောင်ကြီးကိုကြီးကဒီမှာဒီမှာဒီကလည်းမဒီပါဘူးဒီကအခုကြီးလေးစက်ပါမှာတိပြီးရချင်းကအရေးကြီးနေရှိတာဒီကလည်းကိုရတယ်ဒီမှာတော့ပြီးရင်ပုံမှာကိုချက်ကိုထည့်ရတယ်တကယ်လို့ကြောက်ချင်ကြီးကကြီးပဲဆိုဒါကအဲ့ဒီမှာလာလေကိုပြပါရင်တော့အခုနည်းနည်းလောက်တာကိုအဝိတ်ချုပ်ပေးအေးပါဘေးနာတင်စော့တော့အဝေးကြီးမသွားနဲ့ကျွန်တော်ဟိုတယ်ခန်းထဲမှာစောင့်ကြည့်ရင်ဝိုင်းဘက်ကိုအတားရချလိုက်တယ်ရေကန်ထဲကအရင်မီးတွေကပိုးပြီးနည်းနည်းလောက်ရှားလာကြပြီးပြည်ရန်ဟာငါးတွေကိုအစာမကျွေးထားတာ3ရက်ရှိပြီမလို့သူတို့အခုတွေးတိုင်းစာလောင်းနေကြပြီကောင်လေးကြီးကဘောင်းမီတိုလေးပဲကျွန်တော်ရဲ့အတီချုပ်ပြီးရေကန်ဘေးမှာရက်လိုက်တယ်ပြီးတော့ခြေထောက်ကိုရေထဲအသားလေးနဲ့ကြည့်တယ်3တက်မအေးဘူးတကယ်ပဲနွေးနွေးလေးပဲပြောပြတာနဲ့သူကရေကန်ထဲကိုဝုန်းကနေခုန်ချလိုက်တော့တယ်ရေပန်းတွေဆင်းထွက်သွားပြီးကောင်လေးကရေထဲမှာပျော်ရွှင်စွာဆော့ကစားနေတယ်ကောင်လေးငယ်ကတော့ပြန်ဘေးကနေအားကြမလို့ကြည့်နေတော့ပဲလင်းဝမ်ဖေကပြန်ဘေးမှာရက်ပြီးဖြည်းဖြည်းဆော့ရေမမိုးစင်နဲ့လို့ရေမောရေးပြောနေတယ်လင်းဝမ်ကတော့လက်လွတ်နာနဲ့ပဲအလုပ်ရှုပ်နေပြီးဘာမှမသိမထားမိသေးဘူးကျွန်တော်ခန္ဓာပြင်ကိုကြည့်ရင်နှက်ခမ်းထောင်တွေအသားရကွေ့တက်သွားမိတယ်လာကြဆန်းပါမင်းတို့တပိသားစုလုံးငါအိမ်မှာဘယ်တော့ကြာပြောနိုင်မလဲဆိုတာကြည့်ကြသေးတာပေါ့ရေအောက်ကအမဲရော်အရေးတွေစုပြုံလာကြပြီးပြည်ရန်ဟာငါးတွေကရေထဲကတုန်ခါမှုနဲ့တွင်းညီနှံကိုအရင်အာရုံခံနိုင်စွမ်းရှိကြတာ9စက္ကန့်4စက္ကန့်3စက္ကန့်ရုပ်တရက်ကောင်လေးရဲ့ရေမောတန်တွေကအော်ဟိငိုယိုတန်တွေဖြစ်ပြောင်းလဲသွားတယ်သူကရေထဲမှာယူသွမတက်ရုံးကန်နေပြီးလက်တွေနဲ့ရေပြင်ကိုရက်ခတ်နေတဲ့တကူလုံးကိုအောက်ကနေတကူကူကဆွဲနေတယ်လို့ပဲရေပြင်ကချက်ချင်းပဲတွေးအောင်နေဖြစ်သွားပြီးမျက်စိရှိတင်တွေးတွေကပြန့်နှံ့သွားတော့တယ်ကြေကြပါဦးဖေဖေကပါဦးလင်းဝမ်ဖေမျက်နှာပြတ်သွားပြီးဘာမှမစင်စားပဲရေထဲကုန်ချကမြေဖြစ်သူရဲ့လက်မောင်းကိုအသေးဆွဲပွေလိုက်တယ်ဒါပေမဲ့ရေအောက်ကပြည်ရန်ဟာငါးအောက်ကယူသွသွားကြပြီးသူတို့ကကောင်လေးရဲ့ခြေတလုံးတွေကိုအသားကုန်ကိုက်ခဲနေကြပြီးဘယ်လို့မှမလွတ်ကြဘူးလွတ်ကြဆန်းအကုန်လွတ်ကြလင်းဝမ်ဖေကအော်ဟိရင်မြေကိုဆွဲတင်တဲ့သူ့လက်မောင်းတွေကိုလည်းငါးတွေကချက်ပေါင်းများစွာကိုက်တိလိုက်ကြပြီးလင်းဝမ်မေကအတန်ကြားလို့ထွက်လာပြီးတွေးချင်းချင်းနေတဲ့ရေကန်ကြီးကိုမြင်တော့နေရတဲ့အော်ဟစ်တော်တဲ့ငါမြေးလေးလင်းဝမ်ကတော့ဖုန်းကိုကင်ထားလို့ပဲကင်မရာကရုပ်တရက်လှည့်သွားတော့လက်ကြည့်နေတဲ့ပရိသတ်တွေအားလုံးဒီတွေးထွက်တန်ယူမြင်ဝင်ကြီးကိုအတိုင်းသားမြင်လိုက်ကြရတယ်ဖျားကြီးအဲ့ဒါဘာကြီးလဲရေထဲမှာတခုခုကလူကိုကိုက်နေတာလားညဉ့်ညံ့ရဲတန်ကြဦးလက်ထဲကကွန်မန့်တွေပောက်ကွဲကုန်တယ်လင်းဝမ်လက်ထဲကဖုန်းလွတ်ကြလူမိပါဖြစ်သွားပြီးရေကန်လေးကိုပြေးလာတာကြောင်းအန်းသွားတော့တယ်လင်းဝမ်အဖေကအားကုန်သုံးပြီးမြေးဖြစ်သူကိုကုန်းပေါ်ဆွဲတင်နိုင်ခဲ့တယ်ကောင်လေးရဲ့ခြေတလုံးနှစ်ပတ်စလုံးကအသားတွေနဲ့ထွက်နေပြီးသွားရပြီးကြီးပဲကောင်လေးကနာလုံးလို့အတန်တော်မထွက်နိုင်တော့ပဲတအီအီနဲ့ရှိုက်ငုံနေရှာတယ်ညဉ့်ညံ့တစ်ဖက်ယူပြီးတွေးတောက်ဦးလင်းဝမ်အမေကအိမ်ထဲကိုအလန့်တကြားပြေးဝင်သွားတယ်လင်းဝမ်ကတော့မျက်နှာဖြူရော်စွာနဲ့ရက်နေတော့မယ်ရဲတိုင်ညဉ့်ညံ့ရဲတိုင်လင်းဝမ်တတိဝင်လာပြီးဖုန်းကိုနှိမ့်မလို့လုံုံရုပ်တရက်ရက်သွားတယ်ရဲတိုင်ရင်ဘယ်လိုပြောမလဲငါတို့ကသူများအိမ်ကိုတောက်ခုတ်ဖြတ်ပြီးဝင်လာပြီးတော့သူများရေကူးကန်ကိုခိုးသုံးတာလို့ပြောရမှာလားရဲတိုင်လို့မဖြစ်ဘူးဘာဖြစ်လို့လဲငါမြေကဒီလိုဖြစ်နေတာကိုရဲတိုင်ရင်ငါတို့အားလုံးသွားပြီဒါကသူများအိမ်ကိုတရားမဝင်ကျူးကျော်တာငါတို့အဖမ်းခံရလိမ့်မယ်လင်းဝမ်ဖေတကူလုံးတုံရင်းနေပေမဲ့မြေဖြစ်သူရဲ့တန်ရာကိုကြည့်ပြီးတပတ်နဲ့အရင်စီးပြလိုက်ရတယ်လင်းဝမ်ရဲ့လက်ကဖွင့်ထားလို့မလို့သူကချက်ချင်းညှက်ဆင်လိုက်တယ်တငယ်ချင်းတို့ကြည့်ကြပါဦးဒါသူတမင်တကာလုပ်ထားတာသူသမီးတို့လာမယ်ဆိုတာသိလို့ရေကန်ထဲမှာဒီမိစ္ဆာကောင်တွေကိုမွေးထားတာသူသမီးတို့ကိုတေအောင်တတ်မလို့လုပ်နေတာဒီလူကအရရက်ဆက်လုံးနဲ့ရီးစားဟောင်းကိုလက်စားချေကိုကလေးကိုတော့မချမ်းဘူးတကယ်လူရုံမှာပဲလင်းဝမ်ကပို့ပြီးငိုပြလေလိုင်းပေါ်ကလူတွေကကျွန်တော်ကိုဝိုင်းဆက်ကြလေပဲသူကတောင်းအားလုံးကိုကျွန်တော်ပေါ်ပုံချလိုက်တယ်ကျွန်တော်ဟိုတယ်ခန်းထဲမှာထိုင်ရင်အေးလူလူပဲကွန်ပျူတာကိုဖွင့်ကျွန်တော်ရဲ့ social media အကောင့်ထဲဝင်လိုက်တယ်ကျွန်တော်ကကြိုတင်ပြင်ဆင်ထားပြီးသားလေဗီလာတစ်ခါမှာချိတ်ထားတဲ့3 piece ဆိုင်ပုံ3ခုရဲ့အထက်ပုံတွေတော့ပြင်စရာကတကားဖြတ်နေတဲ့ဗီဒီယိုပြီးတော့လင်းဝမ်ကသူ့မိသားစုကိုပစ္စည်းတွေတဲခိုင်းနေတဲ့ဗီဒီယိုအပြည့်စုံကိုတစ်ခုပြီးတစ်ခုလိုင်းပေါ်တင်ပေးလိုက်တယ်စာတန်းကိုတော့အတူချုံလေးပဲရေးလိုက်တယ်3 piece ကအရင်တရားမဝင်ကျူးကျော်တာကအနောက်ဘသူအဖြစ်လဲဗီဒီယိုထဲမှာ3 piece ဆိုင်ပုံကအတွင်း၌ chess note တွေဆံများရှိပြီးမဝင်ရဆိုတဲ့စာလုံးကြီးတွေကအချင်းရှားပဲလင်းဝမ်ကတော့ပြင်စရာကိုလိမ်ပြောနေတဲ့အတန်တွေကလည်းအသေးခွင့်မတက်ကြည့်နေတယ်10မိနစ်တောင်မပြည့်ဘူးကွန်မန့်တွေပောက်ကွဲသွားတော့တယ်ဟောမိမိဘာသာတော့ဖြတ်ပြီးဝင်သွားတာကိုသူများက3 piece ထားရတဲ့စိုးဝင်တာဘသူကိုသွားပြစ်တင်မလဲ
ဒီမိမကစောစောကသူ့ဤစားကအိမ်ထုတ်ပေးထားတာဆိုလူတို့ရဲ့အမြင်တွေချက်ချင်းပြောင်းလဲကုန်တယ်ကျွန်တော်ကွန်ပျူတာကိုပိတ်ပြီးဝိုင်းကွက်ကိုမကခေးရဲကပြာရခက်နေတဲ့မိသားစုကိုကြည့်လိုက်တယ်ဒါကပထမဆုံးနေပဲရှိသေးတယ်နောက်ထပ်ပိုစိတ်လှုပ်ရှားဖို့ကောင်းတာတွေလာအောင်မယ်လင်းဝမ်ပြီးခဲ့တဲ့ဘဝတုန်းကမင်းကကိုမတရားတည်အောင်တက်ခဲ့တယ်ဒီဘဝမှာတော့မင်းကိုဖြည်းဖြည်းချင်းညှို့နှင်းချက်မဲ့အောင်ငါလုပ်ပေးမယ်လိုက်ပါချင်းတွေတောက်တောက်မြောက်လင်းဝမ်ရဲ့လုပ်ချက်ကိုလက်ဆက်ညောင်းညောင်းချက်ချတယ်လေလေမကြီးကြီးစားတော့ပြည့်စုံပါမယ်သူညအိမ်ကိုတော့ပြန်လာရတဲ့ဖြစ်နေတာဒီကိစ္စကအကြီးကြီးကိုသိစနေတာလင်းဝမ်ချက်ချင်းကိုပြလိုက်ရတယ်ကျွန်တော်တို့တုံးနေတယ်ကျွန်တော်စီမှာအဖားတွေပြောင်းညာရှိနေတယ်လို့ပြောမှမဖြစ်ဘူးကလေးကတွေးထွက်ရုံနဲ့လင်းဝမ်ရဲ့အော်တဲ့ကြောင့်တွေးစစ်ပါတယ်ကောင်းကြီးကစောပါမှလည်းပြောနေတယ်လင်းဝမ်ကတည်းကပြပြီးတွေးကစိတ်ထွက်ရုံနဲ့စိတ်ဝိုင်းမယ်လင်းဝမ်ကတော့ကြည့်တယ်မဖြစ်ဘူးလင်းဝမ်ကတော့ကြည့်စိတ်ဝိုင်းကြီးတရားပြောရဆိုတာရှင်းရတယ်အဲ့ကြရင်ကျွန်တော်တို့တော့ပြန်ပြီးအုံပုံပုံဖြစ်နေကြတယ်လားလင်းဝမ်ကတော့ဝေးဝေးဒါဆိုကောင်းလေးကိုလုပ်နေအိမ်ကစစ်တာကြီးရှာအောင်လင်းဝမ်ကစိတ်ကိုအရင်အောင်ပြီးပြီးကျွန်တော်ကွေးမှုလာလို့အိမ်ကစိတ်ရှိနေလို့ထင်နေတာသူအိမ်ကိုဝင်ချပြီးတော့ဒီလိုဆိုရင်အရေးကိုစစ်တာလို့ရှာပြီးပါတယ်မှာဦးသက်စီပြည့်အခိုက်တော့စီနေပြီးစီရှိနေလင်းဝမ်ကမြေတူကိုစစ်တယ်ပြီးအခိုက်တော့စီတယ်ကောင်းကနာလို့ညီမလေးစိတ်ရှိတာတော့ညစ်ကြပါတယ်ညနေတော့ဒီကဆိုစစ်ပြီးဆိုတဲ့အခါမှာစောင့်ကြတယ်ကျွန်တော်တို့ဒီကနေဒီမျိုးကြည့်ရစကောင်းကြီးကလည်းဆက်ဆံလို့တွေ့နေတယ်နောက်တစ်နေ့ပိုင်းကောင်းကြီးကတော့အခိုက်တော့စီတော့တက်တယ်လင်းဝမ်ကဆက်ပြီးစမ်းနေတယ်ဒီလိုလေးကနေနေပါလားအဲ့ဒါနဲ့ဒီကစားပြီးနေတက်လာတယ်အကွာတာကြီးကိုကောင်းကြီးကတက်တယ်ညီလေးကတရားရတာလေညီလေးနော်လင်းဝမ်ကကြော်တယ်ဒါဆိုကကြည့်ကြည့်နေဆုံးတယ်လင်းဝမ်ကဒီလိုလေးပဲအစမီတော့ဒီပြရတယ်နော်မြေတော့ကအိမ်ကိုလက်ကြီးတစ်ခုကိုတရားအောင်နေကွာဦးကပြောတယ်စကားကနေမှာစားကြရုပ်ဖြစ်လို့ညရှိရစုအဲ့ဒီလိုကအရင်ဆိုတော့လင်းဝမ်ကကြော်ပြီးစကားကောင်းတာဟုတ်တယ်ဦးကပုံပြမယ်စပါယူနေတဲ့စိတ်တွေညရှိတဲ့တော့ချင်းကောင်းကြီးတော့ပြပါလေကောင်းလေးပြည့်ချင်ပေမဲ့ခြေထောက်တွေကခဲဆွဲထားတယ်လို့လှုပ်မရတော့ဘူးအမွေးတူပင်းကူတွေကသူ့ပခုံးနဲ့လက်မောင်းတွေပေါ်မှာအပြည့်ပဲအစိမ့်မရှိပေမဲ့အဲ့ဒီအမွေးပွားပွားတွေတရားရနေတဲ့ခံစားချက်ကသူ့ကိုအသက်ရှူချက်မဲ့ဖြစ်စေတယ်စပါးအမွေကြီးကတက်တာတွေကနေလုံးဝထွက်လာပြီးကျမ်းပြင်ပေါ်မှာတခြားနဲ့အတန်ပေးကကောင်းလေးစီကိုဖြည်းဖြည်းချင်းတူးလာတယ်ငွေကောင်းကကောင်းလေးမျက်နှာနဲ့မိသားဝက်ပဲဝေးတော့တယ်ကဲကြပါဦးကောင်းလေးကတူတူလေးပဲအော်နိုင်ရှာတယ်အောက်ထပ်မှာတော့လင်းဝမ်ကမိဘတွေနဲ့ရန်ဖြစ်နေတော့မယ်မိမိတို့ကြောင့်မိမိတို့ကဆွလာချင်လို့လင်းဝမ်ကသူ့အမေကိုအပြစ်တင်နေအခုတော့ကြီးစံကလေးနဲ့တန်ရရတယ်လိုင်းပေါ်မှာလည်းအစဲခံနေရပြီနင်းကဘာဆက်ပိတ်ထားဆန်းလင်းဝမ်အဖေကဒေါသထွက်ပြီးနင်းသားတော့မဖြစ်ရင်ဒီလိုဖြစ်ပါမလားအဲ့ဒီအချိန်မှာပဲအပေါ်ထက်ကနေကောင်းလေးရဲ့ကြောက်လန့်တကြားအော်ဟစ်ငွေယူတန်ကြားလိုက်ရတယ်ကဲပါဦးငွေကြီးရှိတယ်လူကြီး၃ယောက်စလုံးအပေါ်ထက်ကိုဝုန်းကနေပြည့်တက်သွားကြပြီးစာဖတ်ခန်းတစ်ကားကိုလုံးဖွင့်လိုက်တဲ့အခါအားလုံးနေရာတင်ကြောင်ဝမ်းသွားကြတော့တယ်ကျမ်းပြင်ပေါ်မှာကြီးမားလာတဲ့စပါးငွေကြီးကကောင်းလေးကိုပတ်ဖို့အနားရောက်နေပြီးကောင်းလေးကိုပေါ်မှာလည်းအနက်ရောက်ပင်ကူတွေအပြည့်ပဲမှောက်နေတဲ့တစ်တာတွေကနေပင်ကူတွေကကျမ်းပြင်အနက်တရားရောက်နေထွက်လာနေကြတော့မယ်ဖះကြီးလင်းဝဲမေအော်ပြီးလဲကြလူမိပါဖြစ်သွားတယ်စပါးငွေကြီးကအဲ့ဒီအော်တန်ကြောင့်လက်သွားပြီးတကားဝါကိုချက်ချင်းကောင်းတဲ့ကြီးကအရှာကိုပုံမြင်မြင်ထုတ်တော့တယ်ဘယ်သူမှမလုပ်နဲ့လင်းဝဲအဖေကအတန်းနေပြီးပြောတဲ့ချွေးစေးတွေလည်းထွက်နေပြီဒါပေမဲ့နောက်ကျသွားပြီးကောင်းလေးကလူကြီးတွေကိုမြင်တော့ဘုန်းကြီးကျောင်းသားဖះကူတွေ့တယ်လို့ပြေးလာရင်းနဲ့ရောက်ရက်ခတ်ပြီးငွေရဲ့အမိကိုနင်းမိသွားတော့တယ်စပါးငွေကြီးကချက်ချင်းပဲအမျက်ဒေါသထွက်ကသူ့ရဲ့တုတ်ခိုင်တဲ့ကိုယ်လေးကြီးနဲ့ကောင်းလေးကိုလျှက်စီးလို့ညှဉ်းဆန်းစွာနဲ့ရစ်ပတ်ပစ်လိုက်တော့တယ်ကောင်းလေးကျမ်းပြင်ပေါ်လဲကျသွားပြီးအော်ဟစ်ရှာတဲ့ငွေကြီးကပူပူပြီးတင်းကျပ်စွာပတ်လာလို့ကောင်းလေးမျက်နှာညူမဲလာတော့တယ်လူဆန်လင်းဝက်ဖေကအခန်းထဲပြေးဝင်ပြီးဘေးကကလတ်ထိုင်ကိုကန်ကငွေကိုထုဖို့လုပ်တယ်ဒါပေမဲ့စပါးငွေကြီးကတမန်လုံးလို့လင်းဝက်ဖေရဲ့တိုက်ခိုက်မှုကသူ့ကိုပူတော့ထွက်စေခဲ့တယ်ငွေမီးနဲ့တစ်ချက်ခါလိုက်တာလင်းဝက်ဖေကျမ်းပြင်ပေါ်လွတ်ကျသွားတော့တယ်လင်းဝက်မေကယူမတက်ဖြစ်ပြီးတမျက်စီကိုကန်ကငွေကိုထိုးတယ်ငွေကြီးကကောင်းလေးကိုခဏလုပ်ပြီးလင်းဝက်မေစီကိုဥတီတိုက်ခိုက်တော့တယ်မေမေတတိထားလင်းဝက်ကတကားဝမှာရက်ပြီးအော်ပေမဲ့ခြေလမ်းကတော့မလုပ်ဘူးငွေကြီးကလင်းဝက်မေကိုကိုက်တော့မဲ့စံကြီးတမြင့်အခြေအနေမှာလင်းဝက်အုံနောက်ထဲအတွေးပေါင်းများစွာဖြစ်ပြီးသွားတယ်တကယ်လို့မေမေတည်သွားရင်နောက်ွယ်ကပြဿနာတွေကိုရင်ဆိုင်ကြရမလို့တော့ဘူးတကယ်လို့မေမေတရားရရင်လည်းငါလိုင်းပေါ်မှာထပ်ပြီးတနာစရာကောင်းအောင်လုပ်လို့ရတယ်ဟိုကောင်ကတမင်တကာလူတက်ဖို့လုပ်ထားတာပါဆိုပြီးအဲ့ဒီအချိန်မှာပဲလင်းဝက်ကဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်သူအခန်းထဲကိုဝုန်းကနေပြေးဝင်သွားတယ်ဒါပေမဲ့သူ့မေကိုကယ်ဖို့မဟုတ်ဘူးသူကသူ့မေကိုအကုန်တုံပြီးငွေကြီးရှိရာဘက်ကိုတွန်းပို့လိုက်တာအာလင်းဝမ်မေကြောက်လန့်တကြားအဲ့ဒီတော့လင်းဝမ်ကသူ့မေကိုဆွဲလိုက်တဲ့အစမြင်ငွေကပူပြီးသွားလိမ့်မယ်ဒါဆိုရင်မေကိုဘယ်လိုလုပ်လဲလင်းဝမ်ဒီနဲ့တော့မြင်နေပြီလင်းဝမ်ကတန်းကိုကပ်ပြီးညှက်နေတယ်သူ့ဖုန်းကိုထွက်ပြီးစက်ပိုင်းတော့ဆိုင်ဒီမှာပြန်လိုက်တယ်ကျေးတိုင်းကိုဖြစ်ကိုကျေးတိုင်းငါတော့ဒီငွေကောင်းမှငါတို့ညှက်ချအောင်စားခန်းထဲကတန်းပြီးပြည့်ပြည့်သွားတယ်လင်းဝမ်ဒီကထားမှနားကပ်ပြီးအချာချာရှိမှာအဲ့ကနေလင်းဝမ်မေရဲ့အဲ့ဒီရှက်တဲ့တဲ့တွေပဲကြားရတယ်မင်းစင်ကြီးလားလင်းဝမ်ဒီကတုံးနေတဲ့တဲ့နေပြီကျွန်မစီဒီပါလင်းဝမ်မေရဲ့အတန်းကအိုင်ဂျင်နေရှာတယ်ငွေကတူပြီးပြန်သွားပြီလင်းဝမ်တော့ဝါရှင်တန်ကဒါကိုပြလိုက်တယ်လင်းဝမ်ဒီကခန်းမှာပုံရသားနေပြီးဥစားပြီးစုပ်တဲ့ကခန်းမှာငွေထိုင်နေပြီအဲ့ဒီရှားပြီးပုံနဲ့ကျွန်တော်တို့ပြုလို့ရတယ်စပါးငွေကြီးကတော့ခန်းမှာပြန်ပြီးသူ့ကိုအစ်စက်ကြည့်တယ်လင်းဝမ်ဒီကခန်းထဲဝင်ပြီးစီးတဲ့ကိုတွေ့လိုက်တယ်လင်းဝမ်ဒီကသူ့ကိုညာနေတော့မှာတော့တဲ့ကျွန်တော်ငွေရှက်တယ်ပါလေစောစောကငါ့ကိုတွန်းတာကျွန်တော်တို့ကဘေးပါလေးစားပါလင်းဝမ်ကချက်ချင်းနေနေငါ့ကိုတွန်းတာလင်းဝမ်ဒီအတန်းဝင်နေတယ်နေကလေးကိုပဲနောက်ကိုငွေစီတွန်းပြတာဘေဘီကလည်းလက်တော့ယူစားပြီးတော့ရမှာပါလင်းဝမ်ကမျိုးချင်းဆိုင်တွေ့တယ်လင်းဝမ်ဒီကစနီးကိုပဲပြီးအောက်ကိုဆင်းလိုက်ရင်လင်းဝမ်ကိုဘာသာကြီးစိုက်ကြည့်ပါဘာမှမပြောနေအဲ့ဒီတော့ကတိကိုညိုနေတယ်လင်းဝမ်ကိုလုံးပြစ်စားပါလေလင်းဝမ်ဒီအောက်တော့ကြောက်တယ်လို့ဘိုးဘိုးကြီးစားနေတော့ရတယ်တိသွားတယ်ဘေဘီလင်းဝမ်ကပါပြီးတောင်းတာတဲ့ကြောင်မှာတော့တယ်တိသွားတယ်လို့ပြောနေတယ်အခုဘယ်လိုလဲလင်းဝမ်ဒီကမျက်နေတယ်လင်းဝမ်ကချက်ပြီးကိုတရားအောင်ပို့တယ်လို့ပြောနေတယ်ဟုတ်လားဒီကိစ္စကိုကိုကြည့်အောင်လုပ်နေတယ်သူကအိမ်မှာစားပြီးစားပြီးငွေထားပါဆိုပြီးလက်ပြောင်းလုပ်နေတယ်သူကလက်တယ်ဒီကမှာကိုတိတိရဲ့အမြဲတမ်းတိုင်းကောင်းစီတဲ့တကယ်ချင်းကြည့်အောင်ဒါအိမ်မှာစားတော့သူစားတဲ့မှာငွေချင်းမထားလို့ကျွန်တော်နေတယ်ငွေထားပြီးကောင်းပြီးကောင်းနေရှိတယ်ကိုဒီတော့ကြည့်အောင်လုပ်တယ်လင်းဝမ်ကပုံပြလိုက်တိုင်းကိုတွေးပုံရတယ်ပဲဖခင်ကြီးအဖွားကြီးကပြုတ်နေရတယ်ဒီကစိတ်ဝင်စားနေတာအိမ်မှာငွေလေးဆိုတော့နည်းနည်းရပါလင်းဝမ်စိတ်ကတော့ကျင်းနေပြီလူအမြင်ကတွေ့တယ်ပါလို့ဖြစ်နေတာပဲသူကကျွန်တော်စီမှာတက်တာပြီးရှိနေတယ်ကျွန်တော်ကလည်းဆိုရတာတရားမတူတဲ့အနေရှိပြည့်စက်တရားမတူတဲ့နေစဉ်ကိုအဲ့ပေါ်ဒီလိုက်တဲ့မှာကျွေးဆောင်ငွေအော်ဒီကစိတ်ရှိလို့အနေပြည့်လောက်မျိုးစားကြောင်းတရားမရှိတယ်ပြီးတော့လက်စက်ကြီးထားတာပြီးလိုက်ရောအချင်းကြောင်းလည်းကိုဘာကိုပြနေတယ်တိုင်းမှာဒီဘူးစားတဲ့တော့မှာတက်လိုက်တဲ့နောက်ဆောင်ငွေရှိဘုံရဲဆိုတဲ့ဒီကိစ္စကတစ်ချင်းထပ်နေတယ်လိုက်ပေါ်ကငွေချက်ပေါက်ကုန်တယ်နော်ကျွေးဆောင်ငွေကစိတ်မရှိတာလို့လေအိမ်မှာလူမှာတရားမရှိတဲ့ဒီကိစ္စတွေတိုင်းနေဆိုနေတာတူတယ်ဒီကိစ္စကတကယ်ကိုလည်းပြန်အိမ်ကိုတော့နေဒီကုတ်ကုတ်နေစားတဲ့ခါကြီးဆိုပြီးမှအဲ့ဒါကသူများဖြစ်နေတယ်ဒီမှာကိုကကိုကြီးကြောင်းတော့တယ်ဘယ်လိုမှစတဲ့မရဘူးဘာလို့သူများအကောင်တိုင်းနိုင်တယ်ဆိုတာတော့ဆက်လင်းမှာဒီကပုံကိုလူပြီးချက်ပေါ်တက်ပြလိုက်တယ်ဒါပြီးအကုန်လုံးကြောက်တာနေသားကြီးအိမ်ကိုလာပြီးကြောက်လို့ဒီလိုလာပြီးပါလားဒီလိုကလည်းလက်ချလိုက်တာလေဒီမှာလည်းတော့ပြောတယ်ကျွန်တော်လာပြီးအိမ်မှာအိမ်ရှိတယ်လူမျိုးကလည်းကိစ္စမရှိဘူးဆိုပြီးအဲ့ဒါကုတ်တာတော့ကျွန်တော်ကြည့်ပြတာဒီကညာပြတဲ့ဒီမှာဒီလိုတော့ပုံနေပြီဘာလို့ပြောရမလဲငယ်ငယ်ကမျိုးကကျွန်တော်တို့ဆိုကြကျွန်တော်တို့ဆက်ချက်ပြရတယ်မျိုးကဘာလဲဒီမျိုးကိုလည်းဆက်ပြထားမှာအဲ့ဒီမှာပဲအဲ့ငါပြီးချက်ပြတော့ပြီးတော့ကျွန်တော်လာဘူးကျွန်တော်လည်းအဲ့ဒီမှာထိုင်ရင် AS မှာဆက်ဆက်ဘူးပုံမှန်နေဝေးစင်းနေပြတဲ့ကြီးတဲ့ချက်ဒါကြောင့်ပေါ့။ဘာမှမရအဲ့ဒီမှာဒီကတော့လည်းကလေးရပါအတူတူကထိုင်ကြပြီးအချိန်ကတက်ကြအောင်အချိန်ကြီးမရှိအခုဒီနေ့ကတော့ရှိတော့စောင်းကြီးမှာအချိန်ကြီးတဲ့လူisaလာတယ်။ဒါကြောင့်လည်းကတော့ဘုံနဲ့တုံးပြီးကဒီကလေးကဆောင်းနေတော့ဘယ်လိုပတ်တယ်လဲဆိုတာကျွန်တော်ကြည့်တယ်။ဘာမှဒီisaလာရဘူးတူတယ်ရတယ်ကလေးကတော့အဲ့ဒါတုံးကြီးရတယ်ဒီမှာဒီကသူ့ကိုထိုင်တူတယ်တုံးတယ်ဒီမှာဒီကမှတက်လို့ရှာပြီးဆောင်းနေတာပြီးအဲ့ဒါကိုတိုင်းဘူး။ဥစားကရေးရှိရတယ်ဒီမှာတုံးနေတယ်ဒီမှာခြေတော့ဘယ်လိုလဲရေးစမှာထွက်လာဘူး။ဒီကလေးကမှအကျွေးကျွေးပြီးပြီးတယ်ရတာလို့အဲ့ဒါပြောပြီးဘာလို့ဒီကလေးကဒီမှာဒီကဆက်ဆက်တယ်တွေ့။ဟုတ်တယ်။ဘိုးကလည်းချက်တော့နေဒီမှာဒီကလေးဖတ်တယ်။ဒါပေမဲ့ဒီမှာစကမှာတည်တယ်။တော့ပြီးတော့ဘာမှမလဲ။သူတရားဝင်ရောက်တဲ့ထောက်ထားပြီးအုံနိုင်ပေါ်ရှိနေတယ်။တော့နေရေးနေဆိုင်မှာဒါပေမဲ့ဒီမှာဒီလည်းနဲ့တည်းမရှိတာ။ဘိုးလည်းတော့တူတူကြည့်ရတယ်ဒီမှာဒီကတော့တော့ပြီးနေစက်တော့စတော့ကဘာမှမမရှိဘူး။သူတို့ကလည်းပြီးတယ်လို့ပြီးတယ်တော့အဲ့ဒီချက်ကိုပြီးနေအောက်သားသမီးကပြီးထားကြတော့မလုပ်ဘူး။နောက်တော့အောင်ဒီမှာတော့တယ်။ဒီကလုံးပြီးစက်ကိုပြီးကြတယ်အဲ့ဒါလည်းတော့ဒီကပြီးတော့ဒီမှာကြောက်ခဲ့တယ်ဒီမှာဘူးတူပြီးနေအဲ့ဒီမှာခက်ခက်လိုက်တယ်ကတော့လို့မရဘူး။လို့ဖြစ်တယ်။ဒီမှာဒီချက်ကိုပြီးထားကြတော့တယ်။ကျွန်တော်ဒီခါမှာထိုင်ဖုန်းနဲ့ဒီကိုအားရပို့လိုက်တယ်။နောက်ဆုံးချက်ကြရမယ်ချိန်ကပြီးကျွန်တော် AS ကနေတူတူကလည်း program ကိုပြလိုက်တယ်။ချက်ချင်းပဲဒီကကြီးအပြီးအားလုံးပြန်နေတယ်။ဒါ
ဒါပေမဲ့ဒါမှမဟုတ်ဘူးအနည်းနဲ့အတိုင်းတော့ချင်း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 ဆိုလိုက်စနေတယ်အိမ်ကလည်းကောက်တူတူပြီးစီအောင်ပြအောင်ဆက်လာတယ်ဒါမှမဟုတ်ဘူးအဲ့ဒါမှရှိတဲ့အချက်တွေကနေနောက်ပြီးပြန်လာရေးကိုရေးဝင်တယ် one size 1 minute တော့လာတယ်အာတောင်းရအောင်ကြောက်တယ်ရေးရပြီလိမတ်တွေကကြောက်တယ်လိမတ်တွေကကြောက်တယ်လိမတ်တွေကလည်းအများတော့ဆက်ပြီးနေနောက်ပြီးတော့ရှိတယ်သူကတောင်းရတဲ့လူတွေအိမ်မှာရှိတယ်ပြကြတယ်လိမတ်ကပြကြတဲ့ကနေကိုချောင်းကြည့်နေတော့ကြောက်ကြီးလို့ကိုယ်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 ချန်တဲ့ကနေမှာအများကြီးအများကြီးရေးကစားလို့ကြောက်နေရတယ်သူတို့အိမ်မှာတွေ့လို့မရှိဘူးဒီအိမ်မှာအနေနဲ့ဒီအိမ်မှာစားရှိတယ်စားကနေမှာမရှိတယ်သူညညညလေးပါစားမရှိဘူးမသိဘူးအဲ့ဒါလိမတ်ကနောက်ပြီးအော်ဒီလိမတ်ကမသိဘူးလိမတ်ကနေနောက်လို့သူလည်းနေအောင်ကြောက်အိမ်မှာအဲ့ဒါကြောင့်သူတို့ကိုရေးစနေတယ်မိနစ်စကြောက်ဦးတယ်ပြီးပြီးရေးကြပါပြီအိမ်ကပြန်နေစီပါတယ်လိမတ်ကဘောတော့အဲ့ဒါပဲကျွန်တော်လိမတ်ကဆေးဆိုပါတယ်တဲ့ပုံမှာအော်ရတာနေဒီလိုကတောင်းပါပြီလိမတ်တွေကလည်းငြိတဲ့လိုမျိုးလိမတ်တွေကအဲ့ဒါတော့ရောက်ကိုပြထားတယ်သူတို့ကိုစောင့်ကြည့်တယ်လိမတ်ကပြအောင်ပြီခဏမှခက်ခက်မှာကိုစောင့်ကြည့်တယ်အဲ့ဒီနေရာမှာအများကြီးတက်နေတာကသူတို့ကိုအေးဆက်စောင့်ကြည့်တယ်လို့ဆိုတယ်လိမတ်တို့ကိုရင်းနေအဲ့မှာအကူချလာပြီးကောင်းကောင်းပြီးတောင်းပါတယ်ကျွန်တော်ကတော့ဒီမှာတော့ပြောနေတယ်ကချက်ပေါ်ထွက်လာပြီးကိုကြီးတောင်းပါတယ်ကျွန်တော်တို့ပြောကျွန်တော်တို့ပြန်ပါပါတယ်ကျွန်တော်ဆိုတာပါပါတယ်အေးတယ်ဘာလဲကျွန်တော်ကိုကြီးကိုမရဆိုပြီးတောင်းဖို့ပြတာတောင်းပါတယ်သူစားပြီးလို့ပြီဟာအေးတယ်ဘာကလိမတ်တွေတောင်းပါတယ်လိမတ်ကသူစားတော့ဒီမဲ့ဒီဆိုင်ကိုသူအခုအချက်ချင်းဒီနေ့ကနေပဲချက်ချင်ပါကျွန်တော်အားလုံးကိုထားပါတယ်တော့ကျွန်တော်ကိုအရေးကိုထားပါတယ်တောင်းပါတယ်ဒါပြီးတော့ကျွန်တော်ရေးစမ်းပါပြီးအဲ့ဒါပဲအုံထားမယ်ကျွန်တော်ဆွေးနေကနေဒီတော့ကနေလိမတ်ကိုကြီးဖုန်းလိုက်တယ်ဒီစားဘက်ကိုစောင့်ရမယ့်အချိန်ရောက်ပြီဒါပေမဲ့မိဘတို့စားဆိုတာပါအောင်ရှင်းလို့ရပါကျွန်တော်ရေးစမ်းကိုဖုန်းလိုက်တယ်ဒီကပြန်ကျွန်တော်ကိုလူကတရားဝင်တော့ပြန်ပြီးတော့အဲ့ဒီတက်လို့ပါကျွန်တော်စီမှာထောက်ထားပြည့်စုံပါခင်ဗျာနိုင်ဝတ်ကြတော့ဒီကဥဒ္ဒပြီးပြရရမှာထုတ်လာတယ်လိမတ်တွေကနေရေးပြီးကိုမျိုးစီဆိုင်ကတော့တွေ့တော့တယ်ဒီကြည့်နေတယ်ကြည့်ရမရှိဘူးစီးကြည့်နေတယ်ထောက်ထားလို့ပါသူ့ပဲပြရတယ်သွားပြီအခုသွားပြီလိမတ်တွေနေရာထိုင်ကြပါတယ်ရေးပြီးတော့ဒီမှာလိုက်ဒီမှာတော့တဲ့ကိုဆက်ရလိမတ်တွေကဆောက်ပါမှာဒီလေးတွေကောင်းကြီးကကျွန်တော်ပြည့်ချင်းနေတယ်အဲ့ဒီငယ်ကတော့အဲ့ဒီရှက်နေလို့လိမတ်တွေကဒီလိုနေလိမတ်ကတော့ဒီကမှာကိုကြည့်ပြီးကောင်းတဲ့ကိုစီကစီမှာတော့နေလို့ဒီမှာတော့ရေးကမေးလိုက်ဒီမှာကလည်းပြရရတဲ့ဒီလေးတွေလိမတ်တွေကိုစီအောင်ညှို့လိုက်တယ်ရေးရရှိသူလိမတ်ကဒီလိုတူတူကတိကိုလည်းသူပြီးပေါ်တယ်သူကကျွန်တော်ကိုတွေ့နေထောက်ချင်တာရေးကပြီးတော့ဟာငါ့ရဲ့စာပတ်ထဲမှာမွေးချွေးပြီးတော့ရေးကပြီးကျွန်တော်ကိုပြင်တာဒါဆိုဒီအိမ်ကတွေ့နေရေးကပြီးလိမတ်ဆောက်ပါတယ်မင်းတို့ဘယ်လိုလာလဲရေးကပြီးတော့လိမတ်စားတော့မပြောနိုင်ဘူးအဲ့ဒီမှာကျွန်တော်ကောင်းပြီးအိမ်ကိုတဲပါတယ်ရေးကပြီးလိမတ်ကပြီးကျွန်တော်ကျွန်တော်ပြီးလည်းရေးရရှိကျွန်တော်ကတွေ့တယ်ခင်ဗျမင်းကအိမ်ကရှာရေးကပြီးဟုတ်ပါတယ်ခင်ဗျကျွန်တော်အိမ်ကနေပုံပြတယ်ကျွန်တော်ဒီကိုစားကြည့်နေတာအခုမှပြန်ပါဘာလို့ရေးရရလဲခင်ဗျကျွန်တော်ဒီမှာကလည်းကြည့်ပြီးတော့တယ်နေမင်းတို့ဘယ်လိုလုပ်ရေးရလဲကျွန်တော်ဒီမှာစားရုံရှိတယ်ရေးရရှိခင်ဗျဒါကျွန်တော်ဒီစားမှာကျွန်တော်ဒီနေနေတွေ့တယ်ကျွန်တော်လည်းပြရရှိပါပြီကျွန်တော်တို့တော့ပြီးတော့ကျွန်တော်တော့မှဒီစံကိုပြထားတယ်အိမ်ကမင်းကလည်းတရားဝင်ဝင်နေစီပြီးရှိပါခင်ဗျကျွန်တော်ဖုန်းကတော့ပြီးကိုရေးကိုတက်တယ်တော့ကျွန်တော်ဒီဗီဒီယိုလေးမှာဒီဗီဒီယိုလေးမှာကျွန်တော်ကိုဆွေးနွေးပြီးတော့တရားဝင်ဝင်နေစီပြီးဒီစံကိုပြီးတော့သူကလည်းဒီအိမ်ကိုကျွန်တော်ကမှဒီစားပြလို့ထားတယ်ဒါပေမဲ့ကျွန်တော်တက်ရှိကိုကျွန်တော်လည်းပြီးတော့ခါမှဆက်ပြီးရှိပါခင်ဗျကျွန်တော်လည်းမရထားဘူးဒီလိုလိုတွေသူကကျွန်တော်တရားဝင်ကိုနေစီပြီးစီတူလေးရရကိုကျွန်တော်ကလည်းပြီးချရပါရေးရရှိခင်ဗျအဲ့ဒီမှာကျွန်တော်ကမှဒီအိမ်ကိုတဲပါတယ်တရားဝင်နေတော့ကျွန်တော်တို့ဆောင်ပြီးလည်းရေးရရှိကျွန်တော်ကတွေ့တယ်ခင်ဗျမင်းကအိမ်ကရှာရေးကပြီးဟုတ်ပါတယ်ခင်ဗျကျွန်တော်အိမ်ကနေပုံပြတယ်ကျွန်တော်ဒီကိုစားကြည့်နေတာအခုမှပြန်ပါဘာလို့ရေးရရလဲခင်ဗျကျွန်တော်ဒီမှာကျွန်တော်ကိုကြည့်ပြီးတော့တယ်နေမင်းတို့ဘယ်လိုလုပ်ရေးရလဲကျွန်တော်ဒီမှာစားရုံရှိတယ်ရေးရရှိခင်ဗျဒါကျွန်တော်ဒီစားမှာကျွန်တော်ဒီနေနေတွေ့တယ်ကျွန်တော်လည်းပြရရှိပါပြီကျွန်တော်တို့တော့ပြီးတော့ကျွန်တော်တော့မှဒီစံကိုပြထားတယ်အိမ်ကမင်းကလည်းတရားဝင်ဝင်နေစီပြီးရှိပါခင်ဗျကျွန်တော်ဖုန်းကတော့ကိုရေးကိုတက်တယ်တော့ကျွန်တော်ဒီဗီဒီယိုလေးမှာဒီဗီဒီယိုလေးမှာကျွန်တော်ကိုဆွေးနွေးပြီးတော့တရားဝင်ဝင်နေစီပြီးဒီစံကိုပြီးတော့သူကလည်းဒီမှာဒီအိမ်ကိုကျွန်တော်ကမှဒီစားပြလို့ထားတယ်ဒါပေမဲ့ကျွန်တော်တက်ရှိကိုကျွန်တော်လည်းပြီးတော့ခါမှဆက်ပြီးရှိပါခင်ဗျကျွန်တော်လည်းမရထားဘူးဒီလိုလိုတွေသူကကျွန်တော်တရားဝင်ကိုနေစီပြီးစီတူလေးရရကိုအခုကျွန်တော်ကဒီပုံချရပါရေးရရှိခင်ဗျရေးရရှိနေတာပို့ပြီးတော့ထောက်ထားပြီးအောင်ခိုင်းပြီးဒီမှာနောက်လည်းကြတော့ရေးကဒီမှာကိုတက်ကြတယ်မတော်ဘူးကျွန်တော်မှမသိပါဘူးဒီမှာလိုလိုနေမလို့ပါဘူးတရားဝင်လူတွေအကျုံးစီပြီးစီပြီးဒီမှုတွေဒီမှာဒီမှာတော့ကြာရမှာဒီမှာဒီအမေစစ်ကောင်မှာဒီရဆုံးကနေဒီမှာတရားဝင်မြောက်ကြောက်တရားရုပ်ကြီးစတော့ဆက်ရှင်မှာတော့မဟုတ်ဘူးကျွန်တော်ရဲ့အစီအစဉ်ဆိုပါစစ်ကောင်ဆိုတော့တော့အင်္ဂလိပ်တွေကြော်ကြီးကနေဆုံးဖြစ်တယ်ဒီမှာရေကတော့အင်္ဂလိပ်ချိန်မှာပဲဒါကတော့ကျွန်တော်ဒီစင်တိုင်းဆက်ရှင်ဆိုတာတော့ပေါ့လေဒီတော့ဆက်စစ်ကိုကျွန်တော်ဆက်နေရတယ်နေကျူကြည့်ရလားဒီမှာရေကဒီဘက်ကနေတလုံးကြီးနဲ့ကျွန်တော်ဆက်ရှင် orange လာမယ်ဆိုတာကျူကြည့်ရလားကျွန်တော်ကတော့ဒီဘက်ကိုဒီနေ့ဆက်ရှင်နေတယ်ဒီကတော့ဒီလိုကြီးနေတဲ့နေရာမှာဝယ်ပြီးကိုတက်ကြတာကျွန်တော်ကိုတက်နေတဲ့တရားပို့ခဲ့တယ်ဒီမှာတော့ဒါကမြင်နေတာဒီကိုပြန်ပြီးတော့ပြန်ပြီးတော့ရေကကြီးကတော့ဒီမှာရေအောက်ကနေနေတဲ့နေရာမှာတက်သွားတယ်ကျွန်တော်ကဒီကိုတက်လိုက်တယ်သူကအချိန်တိုင်းကပြည့်စုံနေတဲ့ဆက်ရှင်ခဏလေးစီမှာတော့တက်ရှိကိုတက်ရှိနေတယ်အင်္ဂလိပ်တွေလည်းနေရာမှာခဏခဏလေးဒီလောက်စီကလို့ပြောပြီးတော့ရာမှာတက်ပြီးနေကျွန်တော်တို့ကတော့ဘာလို့ဒီအချိန်ကကျွန်တော်တို့ဒီနေ့ဆိုဒီနေ့ဆိုဒီနေ့ဆိုကျွန်တော်တို့ဒီအောက်ဆက်တဲ့အဲ့ဒါကတော့ကျွန်တော်တို့ဒီအောက်ဆက်တဲ့အဲ့ဒါကတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီမှာပြောပြီးတော့